မြန်မာယုံမြင့်တန်ကြားပြည်သက်များမင်္ဂလာပါခင်ဗျာအာဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နဲ့ပြန်ကြားရေးဝန်ကြီးဌာနတို့ပူးပေါင်းစီစဉ်ရိုက်ကူးထုတ်လွှင့်တဲ့အာဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးစကားဝိုင်းရဲ့ဒုတိယပိုင်းစီစဉ်ကနေပြန်လည်ကြိုဆိုပါရခင်ဗျာဒုတိယပိုင်းစီစဉ်မှာတော့အာဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီးတော့ထပ်မံပြီးတော့မေးမြန်းသွားမှာဖြစ်ပါတယ်ဆရာမမိတ်ဆက်ပေးပါအောင်ခင်ဗျာမင်္ဂလာပါရှင်ကျွန်မကတော့အာဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးနိုင်ငံတကာရေးရာနဲ့တာစီကာကွယ်ရေးဦးစီးဌာနကညွှန်ကြားရေးမှူးဒေါ်နတ်ရနာထွန်းဖြစ်ပါတယ်ရှင်ဆရာမမိတ်ဆက်ပေးပါအောင်ခင်ဗျာဟုတ်ကဲ့ပါမင်္ဂလာပါရှင်ကျွန်မကတော့အာဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးစုံစမ်းစစ်ဆေးဦးစီးဌာနမှာညွှန်ကြားရေးမှူးဒေါ်စုစုမော်ဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ဆရာမမိတ်ဆက်ပေးပါဦးမင်္ဂလာပါရှင်ကျွန်မကတော့အာဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးနိုင်ငံတကာရေးရာနဲ့တာစီကာကွယ်ရေးဦးစီးဌာနကလက်ထောက်ညွှန်ကြားရေးမှူးဒေါ်စုမြတ်နိုင်ဖြစ်ပါတယ်ရှင်ဆရာမမင်္ဂလာပါခင်ဗျာမင်္ဂလာပါရှင်ဟုတ်ကဲ့ကျွန်တော်တို့ရဲ့ဒီဒုတိယပိုင်းအစီအစဉ်မှာပေါ့နော်မိကုန်းလေးလည်းထပ်မံပြီးတော့မေးမြန်းချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ကုလသမဂ္ဂအာဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံဖြစ်တယ်လို့လည်းသိရပါတယ်ဒါကြောင့်ဆရာမတို့ကော်မရှင်အနေနဲ့နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့အခြေအနေတွေကိုလည်းရှင်းလင်းတင်ပြပေးပါဦးခင်ဗျာဟုတ်ကဲ့ရှင်ဒီပထမပိုင်းမှာဆွေးနွေးတော့ကလည်းပါခဲ့တယ်ပေါ့နော်ဒီကုလသမဂ္ဂအာဂတိလိုက်စားမှုတိုက်ဖျက်ရေး convention အင်္ဂလိပ်လိုအတူကောင်းဆိုရင်တော့ ANCAC လို့ခေါ်တာပေါ့ဒီ ANCAC ဆိုတာကနိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးတွေပုံမကောင်းမွန်လာဖို့ရည်ရွယ်ပြီးတော့ပြဋ္ဌာန်းရေးဆွဲထားတဲ့ကမ္ဘာလုံးဆိုင်ရာမူပေါင်းတစ်ခုဖြစ်ပါတယ်မြန်မာနိုင်ငံကလည်းဒီ ANCAC အဖွဲ့ဝင်နိုင်ငံဖြစ်တာနဲ့အညီနိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးတွေကိုဆောင်ရွက်နိုင်ဖို့နားလည်မှုစာချုပ်လော MOU တွေလက်မှတ်ရေးထိုးထားတာရှိပါတယ်ရှင်အဲ့တော့လက်ရှိမှာတော့မြန်မာနိုင်ငံရဲ့အာဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေနဲ့ထိုင်းဗီယက်နမ်လာအိုကမ္ဘောဒီးယားရုရှားဖက်ဒရေးရှင်းနိုင်ငံစတဲ့နိုင်ငံတွေနဲ့နားလည်မှုစာချုပ်လော MOU တွေလက်မှတ်ရေးထိုးထားပါတယ်ဒါအပြင်နိုင်ငံတကာအာဂတိလိုက်စားမှုတိုက်ဖျက်ရေးအာဏာပိုင်အဖွဲ့အာဆီယံအာဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့နဲ့နိုင်ငံတကာအာဂတိလိုက်စားမှုတိုက်ဖျက်ရေးအကယ်ဒမီစတဲ့အဖွဲ့အစည်းတွေမှာလည်းအဖွဲ့ဝင်အဖြစ်ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်ဒီတော့ကျမတို့ကော်မရှင်အနေနဲ့အဖွဲ့ဝင်အဖြစ်ဝင်ထားတဲ့နိုင်ငံတွေအဖွဲ့အစည်းတွေကကျင်းပပြုလုပ်တဲ့အစည်းအဝေးတွေနောက်ပြီးတော့သင်တန်းတွေ conference တွေ webinar တွေမှာလည်းကော်မရှင်နေနဲ့တက်ကြွပါဝင်ဆောင်ရွက်လျက်ရှိပါတယ်ရှင်နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအစီအစဉ်တစ်ခုအနေနဲ့ဆိုလို့ရှိရင်အာဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နဲ့ရုရှားဖက်ဒရေးရှင်းနိုင်ငံရှင်းနေချုပ်ရုံးတို့ပူးပေါင်းကျင်းပတဲ့အာဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာစကားဝိုင်းဆွေးနွေးပွဲရဲ့အလုပ်ရုံဆွေးနွေးပွဲရဲ့ကိုပြီးခဲ့တဲ့နှစ်2024ခုနှစ်နိုဝင်ဘာလ29ရက်နေ့မှာနေပြည်တော်မှာရှိတဲ့ဒီရွှေနန်းတော်ဟိုတယ်ပေါ့နော်အဲ့ဒီမှာကျင်းပပြုလုပ်ခဲ့ပါတယ်အဲ့တော့အဲ့ဒီခန်းနာကိုကျမတို့ဒီကော်မရှင်ဥက္ကဋ္ဌဦးဆောင်ပြီးတော့ကော်မရှင်အတွေ့အမှုအဖွဲ့ဝင်တွေနဲ့အတူရှေ့နေချုပ်ရုံးပေါ့နော်ရုရှားဖက်ဒရေးရှင်းနိုင်ငံရှေ့နေချုပ်ရုံးကကိုယ်စားလှယ်အဖွဲ့တို့လည်းပါဝင်တက်ရောက်ခဲ့သလိုဒီပြည်ထောင်စုဝန်ကြီးဌာနအဖွဲ့အစည်းအသီးသီးကကိုယ်စားလှယ်တွေလည်းပါဝင်တက်ရောက်ခဲ့ပါတယ်ရှင်ဟုတ်ကဲ့ပါဒါဆိုရင်မြန်မာနိုင်ငံအာဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နဲ့နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီးတော့ဆရာမရှင်းပြပေးခဲ့တာကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်တို့သိချင်တာကဒီကော်မရှင်နေနဲ့ပေါ့နော်အသိပညာပေးခြင်းနဲ့တားဆီးကာကွယ်ခြင်းတွေကိုဆောင်ရွက်နေတယ်လို့တစ်ဖက်မှာလည်းခိုင်မာအားကောင်းတဲ့အာဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကိုပြဋ္ဌာန်းပြီးတော့ဥပဒေနဲ့အညီစုံစမ်းစစ်ဆေးလုပ်ငန်းစဉ်တွေကိုဆောင်ရွက်နေတယ်လို့လည်းသိရပါတယ်အဲ့ဒီလိုဆောင်ရွက်ရမှာတိုင်ကြားစာတွေနဲ့ဆက်လင်းပြီးတော့ဘယ်လိုကင်တွယ်ဆောင်ရွက်တယ်လဲဆိုတော့ဒီနည်းလမ်းတွေကိုလည်းဆရာမကိုမေးပြရစီခင်ဗျဟုတ်ကဲ့ပါကျမတို့ကော်မရှင်အာဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးတို့ရောက်ရှိလာတဲ့တိုင်စာတွေကိုကော်မရှင်အဖွဲ့ဝင်တွေပါဝင်တဲ့တိုင်ကြားစာစစ်စစ်သုံးသပ်ရေးလုပ်ငန်းကော်မတီကနေပြီးတော့စစ်စစ်သုံးသပ်ပါတယ်စစ်စစ်သုံးသပ်ပြီးတော့သူတို့ကဒီဘယ်လိုဆောင်ရွက်ရမယ်ဆိုတာကိုသဘောထားမှတ်ချက်တွေနဲ့ကော်မရှင်စည်းဝေးကိုတင်ပြပြီးတော့မှကော်မရှင်စည်းဝေးကနေပြီးတော့အတည်ပြုချက်နဲ့ဆက်လက်ဆောင်ရွက်ပါတယ်။ဥပမာဆိုရင်ကျမတို့ရှင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးကစုံစမ်းစစ်ဆေးရန်ပေးရလာတဲ့တိုင်ကြားစာတွေနောက်ပြီးအခြားဝန်ကြီးဌာနတွေကလွှဲပြောင်းပေးပို့လာတဲ့တိုင်ကြားစာတွေနဲ့ကျမတို့ကော်မရှင်ရုံးကိုရောက်ရှိလာတဲ့တိုင်ကြားစာတွေမှာဆိုရင်အာဂတိလိုက်စားကြောင်းကျူးလွန်တဲ့တသက်ခံချက်အထောက်အထားတွေပါရှိမယ်ဆိုလို့ရှိရင်ကျမတို့ကစုံစမ်းစစ်ဆေးအဖွဲ့ကိုဖွဲ့စည်းပြီးတော့စုံစမ်းစစ်ဆေးခြင်းများကိုဆောင်ရွက်ပါတယ်အများပြည်သူကြားမှာအာဂတိလိုက်စားမှုကျူးလွန်ကြောင်းကြဲပြန့်သတင်းထွက်ပေါ်နေပါကလည်းကျမတို့အာဂတိလိုက်စားမှုတပ်ပြည်ဥပဒေနဲ့အညီကြော်စောသတင်းဖြစ်သတ်မှတ်ပြီးတော့စုံစမ်းစစ်ဆေးတာကိုလည်းဆောင်ရွက်ပါတယ်အာဂတိလိုက်စားမှုတပ်ပြည်ဥပဒေနဲ့တော့ဆောင်ရွက်ပြီးလို့မရဘူးဒါပေမဲ့သက်ဆိုင်ရာပေါ့ဝင်ကြီးဌာနတွေအဖွဲ့အစည်းတွေကိုအဖွဲ့အစည်းတွေအနေနဲ့ပဲနိုင်ငံဝန်ထမ်းဥပဒေနဲ့သူတို့သက်ဆိုင်ရာကျင့်ဝတ်လှုပ်ထုံးလုပ်နည်းတွေနဲ့အရေးယူဆောင်ရွက်ရမယ့်ကိစ္စတွေဆိုလို့ရှိရင်ကျမတို့ကဒီသက်ဆိုင်ရာဝင်ကြီးဌာနတွေအဖွဲ့အစည်းတွေကိုလွှဲပြောင်းပေးဖို့တာတွေကိုဆောင်ရွက်ပါတယ်နောက်ပြီးတော့ကော်မရှင်ရုံးကိုရောက်ရှိလာတဲ့တိုင်ကြားစာတွေဆိုရင်တချို့တိုင်ကြားစာတွေကကျမတို့အဲ့လိုက်စားမှုတိုက်ပြေဥပဒေနဲ့မညီညွတ်တဲ့အတွက်အရေးယူဆောင်ရွက်တာမျိုးမလုပ်ပါဘူးရှင်ဟုတ်ကဲ့ပါဆရာမရေဒါဆိုရင်ဆရာမတို့ကော်မရှင်စတင်ဖွဲ့စည်းခြင်းကစပြီးတော့လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဆိုလက်ထက်မှာလ
လက်ခံရရှိတဲ့တိုင်ကြားစာနဲ့ဆက်လင်းပြီးတော့အရေးယူဆောင်ရွက်ခဲ့မှုတွေကိုလည်းဆရာမရှင်းလင်းပြောပြပေးပါအောင်ခင်ဗျကော်မရှင်စတင်ဖွဲ့စည်းချိန်ကစပြီးတော့ဒီ2025ခုနှစ်ဇန်နဝါရီလ31ရက်နေ့ထိရောက်ရှိလာတဲ့တိုင်ကြားစာတွေကတော့ဒီ39,000ကျော်လက်ခံရရှိပါတယ်အဲ့တိုင်ကြားမှာတွေဆိုရင်တော့အဲ့လိုက်စားမှုမြောက်ကြောင်ပေါ်ပေါက်တဲ့တိုင်ကြားစာတွေကိုစုံစမ်းစစ်ဆေးခဲ့တဲ့တိုင်ကြားစာပေါင်းကတော့300ကျော်ရှိပြီးတော့နောက်ပြောတဲ့သက်ဆိုင်ရာဝင်ကြီးဌာနတွေတိုင်းဒေသကြီးပြည်နယ်အစိုးရအဖွဲ့တွေကိုလွှဲပြောင်းပေးပို့တဲ့တိုင်ကြားစာကတော့ဒီ9,000ကျော်ရှိပါတယ်ဟုတ်နောက်ပြီးတော့ရောက်ရှိလာတဲ့တိုင်ကြားစာရဲ့အနက်မှာဒီအိုက်လိုက်စားမှုတိုက်ပြည့်ဥတွေနဲ့မညီညွတ်ပဲနဲ့ဒီမညီညွတ်တဲ့ဒီကျမတို့ကော်မရှင်ကိုမိတ်တူပေးပို့တဲ့တိုင်စာတွေပြစ်စာတွေအဲ့ဒီစာတွေတော့အရေးယူဆောင်ရွက်တာမရှိပါဘူးအဲ့ဒီတိုင်ကြားစာပေါင်းကတော့1000ကျော်ရှိပါတယ်ရှင်ဟုတ်ကဲ့ပါခင်ဗျဆရာမဒါဆိုရင်အာရီလိုက်စားမှုတိုက်ပြည့်ဥတွေနဲ့အညီတရားစွဲဆိုအရေးယူဆောင်ရွက်မှုအခြေအနေနဲ့ပတ်သက်ပြီးတော့လည်းသိပါရစေခင်ဗျဟုတ်ကဲ့ဟုတ်စတင်ဖွဲ့စည်းတဲ့အချိန်ကစပြီးတော့ဒီ2025ခုနှစ်ဇန်နဝါရီလ31ရက်နေ့ထိဒီစုံစမ်းစစ်ဆေးတရားစွဲတင်ခဲ့တဲ့တိုင်ကြားစာပေါင်းကတော့300ကျော်ရှိပြီးတော့ဒီဒုတိယဝန်ကြီးနဲ့အထက်ပေါ့နိုင်ငံရေးရာတူလက်ရှိဖြစ်သူ69ဦးနောက်စစ်မြေရာကြီး23ဦးအရာတန်း101ဦးနဲ့အမှုတန်း86ဦးပြည်သူ့ဝန်ထမ်း18ဦးနဲ့အခြားပုဂ္ဂိုလ်53ဦးစုစုပေါင်း348ဦးရှိခဲ့ပါတယ်ဒီအဲ့ဒီမှာဆိုရင်အခြားပုဂ္ဂိုလ်တွေပါရှိလာတာကိုသတိပြုမိပဲထင်ပါတယ်အဲ့ဒီကတော့ကျမတို့အဲ့လိုက်စားမှုတိုက်ပြည့်ရေးဥပဒေပုံမှာ3ကကြီး1နဲ့2မှာဆိုရင်မြည်သူမဆိုးဆိုတာကိုပြဋ္ဌာန်းထားတဲ့အတွက်အဲ့လိုက်စားမှုကျူးလွန်တဲ့မြည်သူမဆိုးဥပဒေနဲ့အညီအရေးယူခြင်းဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါခင်ဗျဆရာမဒါဆိုရင်အာရီလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေနဲ့ပေါ့နော်လက်ပေးလက်ယူမှုတွေအပြင်နိုင်ငံတော်ထိခိုက်နစ်နာပျက်စီးဆုံးရှုံးစေတဲ့ကိစ္စတွေကိုလည်းအာဂရိလိုက်စားမှုဖြစ်သတ်မှတ်ပြီးတော့အရေးယူတာတွေကိုလည်းတွေ့ရပါတယ်ဘယ်အချိန်ကစပြီးတော့အရေးယူခဲ့လဲဆိုတာကိုလည်းသိပါရစေခင်ဗျအာဂရိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဒီအာနာတီရဲ့2023ခုနှစ်စက်တင်ဘာလ18ရက်နေ့နောက်ပိုင်းတိုင်ကြားလာတဲ့တိုင်ကြားစာတွေကိုဒီဥပဒေနဲ့အညီအရေးယူဆောင်ရွက်တာတွေအပြင်2018ခုနှစ်ဇွန်လ21ရက်နေ့မှာပြည်အောင်စုလွှတ်တော်ဥပဒေအမှတ်20နဲ့အိုက်လိုက်စားမှုတိုက်ပြေဥပဒေကိုစတုတ္ထချင်းပြင်ဆင်ခဲ့ပါတယ်ဒီပြင်ဆင်ခဲ့တဲ့ဥပဒေမှာဆိုရင်ဥပဒေပုံမှာ3ကကြီးနဲ့မှာဆိုရင်ဒီဇဲဥပဒေစီမင်းစည်းကမ်းလုံထုံးလုံနည်းတွေကိုဖောက်ဖျက်ခြင်းကြောင့်ဒီနိုင်ငံတော်ရဲ့ငွေကြေးပစ္စည်းပိုင်ဆိုင်မှုတွေကိုထိခိုက်နေတာပျက်စီးဆုံးရှုံးစေခြင်းကိုလည်းအိုက်လိုက်စားမှုအဖြစ်အတိတ်ပဲဖွင့်ဆိုထားတာဖြစ်လို့ဥပဒေနဲ့အညီအရေးယူဆောင်ရွက်ခဲ့တာတွေဖြစ်ပါတယ်ရှင် policy maker decision maker တွေအနေနဲ့ဆုံးဖြတ်ချက်တွေချမှတ်တဲ့နေရာမှာဒီဇဲဥပဒေစီမင်းစည်းကမ်းနဲ့လုံထုံးလုံနည်းတွေနဲ့မညီပဲဆောင်ရွက်ခဲ့လို့နိုင်ငံတော်ရဲ့ငွေကြေးပစ္စည်းနဲ့ပိုင်ဆိုင်မှုတွေကိုထိခိုက်နေတာပျက်စီးဆုံးရှုံးစေမယ်ဆိုရင်တော့အိုက်လိုက်စားမှုမြောက်တာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ဆရာမကြီးဒါဆိုရင်အာရိလိုက်စားမှုတွေကိုစုံစမ်းစစ်ဆေးတရားစွဲဆိုခဲ့တဲ့အမှုအရေးအတွက်တွေပြီးတော့အမှုနဲ့ပတ်သက်ပြီးတော့ပြည်သူ့ဘဏ္ဍာဖြစ်သိမ်းဆည်းပြီးတော့နိုင်ငံဘဏ္ဍာရန်ပုံငွေကိုပေးသွင်းခဲ့တဲ့ငွေပမာဏနဲ့နိုင်ငံဘဏ္ဍာငွေဆုံးရှုံးမှုမရှိစေဖို့အတွက်ကာကွယ်နိုင်မှုငွေပမာဏတွေရဲ့ပြီးတော့နိုင်ငံဘဏ္ဍာထိခိုက်ဆုံးရှုံးခဲ့တဲ့ငွေပမာဏတွေကိုလည်းသိလိုပါတယ်ခင်ဗျဟုတ်ကဲ့ကော်မရှင်စတင်ဖွဲ့စည်းတဲ့အချိန်ကစပြီးတော့ဒီ2025ခုနှစ်ဇန်နဝါရီလ31ရက်နေ့ထိကော်မရှင်ရုံးသို့ရောက်ရှိလာတဲ့တိုင်ကြားစာတွေနဲ့ပေါ့စုံစမ်းစစ်ဆေးခဲ့တဲ့တိုင်ကြားစာဆိုရင်324ဆောင်ရှိပြီးတော့စစ်ဆေးခဲ့တဲ့တိုင်ကြားစာနေပြီးတော့တရားစွဲတင်ခဲ့တဲ့အမှုကတော့931မှုရှိပါတယ်။အဲ့ဒီအမှုတွေကနေပြီးတော့သက်ဆိုင်ရာတရားရုံးတွေကနေပြီးတော့ဒီတရားစွဲဆိုခဲ့တဲ့အမှုတွေကနေပြီးတော့ပြည်သူ့ဘဏ္ဍာသိမ်းဆည်းမိတ်ချမှတ်တာတွေကျမတို့ကော်မရှင်ကနေပြီးတော့လည်းပဏာမစီစီရဲ့အဖွဲ့စည်းပြီးတော့ပြည်သူ့ဘဏ္ဍာသိမ်းဆည်းမိတ်ချမှတ်တာတွေဒီစောက်အပြင်သက်ဆိုင်ရာဝင်ကြီးဌာနအဖွဲ့အစည်းတိုင်းဒေသကြီးအစိုးရအဖွဲ့တွေကလည်းဒီတိုင်ကြားစာတွေကိုစစ်ဆေးပေါ်ပေါက်ချက်အရာဒီနိုင်ငံတော်တို့လည်းပြန်လည်ပေးသွင်းစေတယ်စတဲ့နီးလန်းအနေနဲ့လည်းနိုင်ငံတော်ဘဏ္ဍာဆုံးရှုံးမှုမရှိစေကိုလည်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ဒီပြည်သူ့ဘဏ္ဍာသိမ်းဆည်းမိတ်နဲ့နိုင်ငံဘဏ္ဍာကိုပြန်လည်ပေးသွင်းနိုင်မှုဟာဆိုရင်မြန်မာငွေကျပ်29.33ဘီလီယံကျော်နဲ့အမေရိကန်ဒေါ်လာ4သန်းကျော်ဖြစ်ပါတယ်နိုင်ငံတော်ဘဏ္ဍာဆုံးရှုံးမှုမရှိစေကာကွယ်နိုင်မှုအနေနဲ့ကတော့မြန်မာငွေကျပ်156.1ဘီလီယံကျော်နဲ့ယူရို3သန်းကျော်ကာကွယ်နိုင်ခဲ့ပါတယ်။နိုင်ငံတော်ဘဏ္ဍာနဲ့နာဆုံးရှုံးခဲ့တဲ့အမှုပေါင်းကတော့100ကျော်ရှိပြီးတော့နိုင်ငံတော်အနေနဲ့ကမြန်မာငွေကျပ်263ဘီလီယံကျော်အမေရိကန်ဒေါ်လာ73သန်းကျော်နဲ့ယူရို2သိန်းကျော်နစ်နာဆုံးရှုံးခဲ့ကြောင်းစစ်စစ်တွေ့ရှိရပါတယ်။ဒီငွေပမာဏတွေကိုကြည့်လို့ရှိရင်အိုက်လိုက်စားမှုကြောင့်နိုင်ငံတော်နဲ့ပြည်သူတွေဘယ်လောက်နစ်နာဆုံးရှုံးလဲဆိုတာကိုသိရှိနိုင်မှာဖြစ်ပါတယ်။
ဒီအချက်တွေကိုလည်းများပြည်သူသိရှိဖို့အတွက်ကော်မရှင်အနေနဲ့နိုင်ငံပိုင်သတင်းစာ Facebook page တွေနဲ့ website တွေမှာလည်းပွင့်လင်းမြင်သာစွာသတင်းထုတ်ပြန်ဆောင်ရွက်လျက်ရှိပါတယ်ဒီလိုနိုင်ငံတော်ရဲ့မျက်နှာဆုံးရှုံးမှုတွေကိုသိရှိမှသာပြည်သူတွေဟာဆိုရင်ကော်မရှင်နဲ့အတူပူးပေါင်းပါဝင်ဆောင်ရွက်လာမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ဆရာမဒါဆိုရင်အာရီလိုက်စားမှုတွေကြောင့်ဖြစ်ပေါ်လာတဲ့နိုင်ငံဗန္ဒာဆုံးရှုံးမှုတွေဒါပေမဲ့အာရီလိုက်စားမှုတွေကိုကာကွယ်လိုက်နိုင်တာဖြစ်တဲ့အတွက်ကြောင့်ဗန္ဒာဆုံးရှုံးမှုတွေကိုကျွန်တော်တို့တားဆီးနိုင်မှုတွေပေါ့နော်ဒါတွေကိုဆရာမတို့ကငွေပမာဏတွေနဲ့ပြောပြပေးလိုက်တာဆိုတော့ပြည်သူတွေလည်းသိရှိသွားပြီးတော့အာရီလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နဲ့ပူးပေါင်းပါဝင်ပြီးတော့တိုင်ကြားမှုတွေဒီထက်မကအများကြီးဆက်သွယ်ဆောင်ရွက်နိုင်မှာလည်းဖြစ်ပါတယ်ဒါဆိုရင်အာရီလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကိုပြည်သူတွေကတိုင်ကြားမယ်ဆိုရင်သတိပြုရမယ့်အချက်တွေပေါ့နော်ဒါတွေကိုလည်းဆရာမကရှင်းပြပေးပါဦးခင်ဗျာဟုတ်ကဲ့ဟုတ်ကျမတို့ကော်မရှင်ရုံးကိုတိုင်ကြားစာပေးပို့မယ်ဆိုလို့ရှိရင်ကျမတို့အဲ့လိုက်စာမှုတိုက်ဖြစ်ရေးဥပဒေမပြောက်ပါပေါ့စတင်အာဏာတည်ခဲ့တဲ့2013ခုနှစ်စက်တင်ဘာလ18ရက်နေ့နောက်ပိုင်းဖြစ်ပွားတဲ့အဲ့လိုက်စာမှုတွေဖြစ်ရမှာပဲပြီးလို့ရှိရင်ကော်မရှင်ကလိုအပ်တဲ့အခါစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ရမှာဆိုလို့ရှိရင်လည်းအထောက်အကူဖြစ်စေဖို့အဲ့လိုက်စာကြောင့်ပြင်ပမှာကြားသိရတာတွေကိုပဲတိုင်ပြင်ပမှာကြားသိရတဲ့အပြင်သည့်ပတ်ဝန်းကျင်အများပြောတဲ့သတင်းအသည့်တွေနဲ့တိုင်ကြားခြင်းမျိုးမဟုတ်ပဲနဲ့အဲ့လက်စားကြောင့်အရေးကြီးသက်သေခံချက်တွေကိုလည်းထည့်သွင်းပြီးတော့တိုင်ကြားရမှာဖြစ်ပါတယ်ဒီအဲ့လက်စားကြောင့်အရေးကြီးသက်သေခံချက်ဆိုတာကတော့ကျမတို့မျက်မြင်သက်သေတို့နောက်ပြီးတော့အသံဖိုင်နောက်ဗီဒီယိုဖိုင်တွေနဲ့နောက်ပြီးတော့ဒီမျက်မြင်သက်သေအထောက်ထားတွေပေါ့နော်အဲ့ဒါတွေနဲ့ပူးတွဲပြီးတော့ထည့်သွင်းတိုင်ကြားရမှာဖြစ်ပါတယ်ရှင်ဟုတ်နောက်တိုင်ကြားတဲ့အကြောင်းအရာတွေကလည်းအဲ့လိုက်စားမှုဖြစ်နိုင်ခြေရှိပြီးတော့ကျမတို့ကော်မရှင်ကလည်းဒီဟာကိုစုံစမ်းစစ်ဆေးမယ်လို့ဆုံးဖြတ်လိုက်လို့ရှိလို့ရှိရင်လည်းဒီတိုင်တဲ့သူကိုလည်းလိုအပ်ပါကဆက်သွယ်ခေါ်ယူမေးမြန်းနိုင်ဖို့လည်းဒီတိုင်တဲ့သူရဲ့ဒီဖုန်းနံပါတ်တွေနေရာလိပ်စာတွေဒီမှတ်ပုံတင်တွေဒီအပြည့်စုံတယ်ပေါ့နော်ပူးတွဲတိုင်ကြားမှာဖြစ်ပါတယ်ဒီအခြားသူအမည်ကိုအလွဲသုံးစားပြုပြီးတော့တိုင်ကြားမှုများမဖြစ်အောင်လို့လည်းဒီတိုင်တဲ့သူဟာဆိုရင်သူ့ရဲ့နေရာလိပ်စာဖုန်းနံပါတ်အပြည့်စုံတွေကိုလည်းဒီထည့်သွင်းပြီးတော့ဒီကျမတို့ကော်မရှင်ကနေပြီးတော့သူ့ကိုဆက်သွယ်တဲ့ခါကြားလို့ရှိရင်လည်းဆက်သွယ်လို့ရအောင်ဖုန်းနံပါတ်အပြည့်စုံမှတ်ပုံတင်အဲဒီနေရာလိပ်စာအပြည့်စုံတွေလည်းထည့်သွင်းတိုင်ကြားရမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဒါဆိုရင်တိုင်ကြားရတဲ့သူကအထောက်အထားစာရွက်စာတမ်းတွေဒါအတန်ဖိုင်ဒါမျက်မြင်သက်သေစသဖြင့်ပေါ့နော်ခိုင်မာသက်သေနဲ့တကယ်တိုင်ကြားမယ်ဆိုရင်တော့အာရီလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကဒါဥပဒေအတိုင်းလိုက်ပါပြီးတော့စုံစမ်းစစ်ဆေးသွားမှာပေါ့နော်ဟုတ်ကဲ့ဒီလိုမျိုးတိုင်တဲ့ခါကြလို့ရှိရင်ကျမတို့အဲ့လိုက်စားမှုတိုက်ဖျက်ဥပဒေပုံမှန်ရဒီတစုံတအရောက်ကိုပေါ့နော်တစုံတဦးကိုနင့်နာစီရန်ဂုံတရင်ပြက်စီရန်တိုင်ကြားပါကလည်းကျမတို့ကော်မရှင်ဥပဒေနဲ့အရေးယူနိုင်တာလေးကိုလည်းတတိပြုပြီးတော့တိုင်ကြားရမှာဖြစ်ပါတယ်ရှင်အဲ့ဒါလေးလည်းထည့်သွင်းပြီးတော့ဒါတော့တိုင်ကြားတဲ့အခါမှာပြည်သူတွေအနေနဲ့ကလည်းတတိပြုရမယ့်အချက်တွေစောင့်ရရှောင်ရပေါ့နော်အဲ့ဒါလေးလည်းသိရှိပြီးတော့တိုင်ကြားဖို့သိပြီလို့ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆရာမကြီးဒါဆိုရင်ဆရာမတို့အာရီလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေနဲ့အာရီလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းတွေကိုဘယ်လိုဆက်လက်ဆောင်ရွက်သွားမယ်ဆိုတာကိုလည်းဆရာမအနေနဲ့ညီကုန်းချုပ်ရှင်းလင်းဆွေးနွေးပေးပါအောင်ခင်ဗျဟုတ်ကဲ့ပါကျမတို့အာဂရိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေနဲ့ဆိုလို့ရှိရင်ဒါဒီအာဂရိလိုက်စားမှုတိုက်ဖျက်ရေးမဟာဗျူဟာစီမံချက်နဲ့အညီပေါ့နော်အသိပညာပေးလုပ်ငန်းတွေလုပ်တဲ့နောက်ဆိုရကဏ္ဍအတွင်းမှာဒါအာဂရိလိုက်စားမှုမဖြစ်ဖို့အတွက်ပေါ့နော်တာစီကကွယ်ရေးလုပ်ငန်းတွေလည်းဆောင်ရွက်နေတယ်လို့ပဲတစ်ဖက်မှာလည်းပေါ့နော်ဒါစုံစမ်းစစ်ဆေးအရေးယူတဲ့လုပ်ငန်းတွေကိုဒါဆောင်ရွက်နေတာဖြစ်ပါတယ်ဒီလိုဆောင်ရွက်တဲ့အခါမှာပေါ့နော်ဒါအာဂရိလိုက်စားမှုတွေကြောင့်ဒါနိုင်ငံတော်နဲ့ပြည်သူလူထုထိခိုက်နေနာမှုမရှိအောင်ဒီတွေးရှိလာတဲ့ဒီအာဂရိလိုက်စားမှုတွေပေါ့နော်ဒါအာဂရိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့အညီဒါစုံစမ်းဖော်ထုတ်ပြီးတော့မှရေးယူဆောင်ရွက်နေတာဖြစ်ပါတယ်ဒါအပြင်ပေါ့နော်ဒါအာဂရိလိုက်စားမှုတွေရဲ့ကဲတက်ရောက်မှုကြောင့်ခံရတဲ့ပြည်သူလူထုကဖြစ်စေပေါ့နော်ဒါဒီအာဂရိလိုက်စားမှုကြောင့်နင်းနာဆုံးရှုံးမှုနိုင်ငံတော်နင်းနာဆုံးရှုံးမှုတွေကိုသိရှိတဲ့တွေ့ရှိခံစားရတဲ့ပြည်သူလူထုကဖြစ်စေပေါ့နော်ဒါအများပြည်သူအကျိုးအတွက်ထုတ်ဖော်သတင်းပေးတဲ့သူတွေကိုပေါ့နော်ကျမတို့ကအကာအကွယ်ပေးနိုင်ဖို့လဲဆောင်ရွက်နေပါတယ်ဒီလိုဆောင်ရွက်တဲ့အခါမှာဒါဥပဒေတရက်ပြဋ္ဌာန်းပြီးတော့မှပေါ့နော်ဆောင်ရွက်သွားဖို့စီစဉ်နေတာဖြစ်ပါတယ်ဒါအများပြည်သူအကျိုးသတင်းထုတ်ဖော်သတင်းပေးသူတွေကိုအကာအကွယ်ပေးရေးဥပဒေဆိုပြီးတော့မှကျမတို့ဒီပြဋ္ဌာန်းနိုင်ဖို့အတွက်ပေါ့နော်စီစဉ်ဆောင်ရွက်နေပါတယ်ရှင်ဒီအာဂရိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာပေါ့နော်ကျမတို့ကော်မရှင်တစ်ခုတည်းကနေပြီးတော့ဆောင်ရွက်မယ်ဆိုလို့ရှိရင်လည်းအောင်မြင်မှုမရရှိနိုင်ပါဘူးဒါကြောင့်မလို့ဒါဒီအာဂရိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းတွေမှာဒါအစိုးရဌာနအဖွဲ့အစည်းတွေအပြင်ဒါအရက်ဖက်အဖွဲ့အစည်းတွေပုဂ္ဂလိကကဏ္ဍစီးပွားရေးကဏ္ဍစသဖြင့်ပေါ့နော်နေပယ်ပေါင်းစုံကဒီသက်ဆိုင်တဲ့သူတွေအပြင်ကိုပေါ့နော်ဒီပြည်သူလူထုအားလုံးတစ်ရက်လုံးကနေပြီးတော့မှအတူပူးပေါင်းပါဝင်ဆောင်ရွက်သွားမှလာရင်ဒါအာဂရိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းတွေဆိုတာကအောင်မြင်မှုရရှိနိုင်မှာဖြစ်ပါတယ်ဒီပြည်သူလူထုတစ်ရက်လုံးအနေနဲ့လဲပေါ့နော်ဒါအာဂရိလိုက်စားမှုကိုလုံးဝလက်မခံတဲ့ယဉ်ကျေးမှုဖြစ်လာအောင်ပေါ့နော်ဒါဒီအားလုံးပူးပေါင်းဆောင်ရွက်သွားဖို့လိုတဲ့အတွက်ကြောင့်မလို့ကျမတို့ကော်မရှင်နဲ့အတူတူဒီအာဂရိပေခွာပြည်သားရဖို့အတူတူပူးပေါင်းဆောင်ရွက်ကြပါစို့လို့တိုက်တွန်းရင်းနဲ့ညီကုန်းချုပ်ပါတယ်ရှင့်ဟုတ်ကဲ့ပါဆရာမခင်ဗျာကျွန်တော်ဒီနေ့
အာဂရိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နဲ့ပြန်ကြားရေးဝန်ကြီးဌာနတို့ပူးပေါင်းစီစဉ်ထုတ်လွှင့်တဲ့အာဂရိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးစကားဝိုင်းဒုတိယပိုင်းစီစဉ်မှာလည်းဒါပြည်သူတွေသိရှိနိုင်မှုအတွက်ကိုအာဂရိလိုက်စားမှုတိုက်ဖျက်ရေးနဲ့ပတ်သက်လို့ဘယ်လိုမျိုးတိုင်ကြားရမယ်ဘယ်လိုမျိုးတွေဆောင်ရွက်ရှောင်ရအချက်လက်တွေကိုပြည့်ပြည့်စုံစုံရှင်းလင်းဖော်ပြပေးသွားတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါကျမတို့ကလည်းကျေးဇူးတင်ပါတယ်ရှင်ဟုတ်မြန်မာပြည်တန်ကြားပြည်သူများခင်ဗျာအခုဆိုရင်အာဂရိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နဲ့ပြန်ကြားရေးဝန်ကြီးဌာနတို့ပူးပေါင်းစီစဉ်တင်ဆက်တဲ့အာဂရိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးစကားဝိုင်းရဲ့ဒုတိယပိုင်းအစီအစဉ်ကိုရိုက်ကူးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာပြည်သူများခင်ဗျာပြည်သူများအနေနဲ့မြန်မာနိုင်ငံအာဂရိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ဆောင်ရွက်ချက်တွေကိုပြည့်ပြည့်စုံစုံသိရှိပြီးတော့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အဓိကအဟန့်အတားဖြစ်စေတဲ့အာဂရိလိုက်စားမှုကိုတတ်နိုင်တဲ့ဘက်ကနေပူးပေါင်းပါဝင်တိုက်ဖြတ်လူစိတ်တွေဖြစ်ပေါ်လာမယ်လို့လည်းမျှော်လင့်မိပါတယ်မိမိတို့ရှင်သန်ရာလူမှုပတ်ဝန်းကျင်မှာအာဂရိလိုက်စားမှုတွေကိုကိုယ်တိုင်ဖြစ်စေအခြားသူတဦးကကြုံတွေ့နေရတာကိုတွေ့ရှိရင်ဖြစ်စေတက်သေးအထောက်ထားခိုင်လုံစွာနဲ့သတ်မှတ်ချက်တွေနဲ့အညီကော်မရှင်ကိုတိုင်ကြားခြင်းဖြင့်အာဂရိပယ်ခွာပြည်သားရရေးပူးပေါင်းဆောင်ရွက်ပေးကြဖို့တိုက်တွန်းရင်းဒီစီစဉ်ကနေနှုတ်ဆက်လိုက်ပါတယ်မြန်မာရုပ်မြင်သံကြားပရိသတ်များကိုယ်စိတ်နှပြကျမ်းမာချမ်းသာတော်မူကြပါစေခင်ဗျာ